အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ Binance Exchange နဲ့ပေါ့နော် Binance Exchange application ပေါ့ဒီ crypto exchange နဲ့ဘယ်လိုမျိုးဝင်ငွေရှာလို့ရနိုင်လဲဆိုတော့ဝင်ငွေရှာလို့ရနိုင်တဲ့နည်းလမ်းလေးတွေအနေနဲ့များပေါ့နော်သိစေချင်လို့ပေါ့နော်ဒါကိုဒီနေ့ဘယ်လိုမျိုးရှာလို့ရနိုင်လဲဆိုတဲ့အကြောင်းအရာတွေရှင်းပြပေးသွားပါမယ်ကျွန်တော်စကားပြောတဲ့ခါအမပိုင်ခွင့်လို့ပေးပါဘာလို့ဆိုကျွန်တော်ကဒီဘာမှစခွင့်လည်းမယူဘာမှလည်းမယူကျွန်တော်ဒီတိုင်းပဲလက်တန်းပြောတဲ့အတွက်ပေါ့နော်နည်းနည်းစကားတွေထပ်တာလည်းရှိမယ်အဲ့ဒါလေးတော့ကျွန်တော်တစ်ချက်သိခံပြီပေါ့နော်ဆိုတော့ Binance နဲ့ဝင်ငွေရှာလို့ဝင်ငွေဘယ်လိုရှာမလဲဆိုတာကိုရှင်းပြပေးပါမယ်လာစင်ပေါ့နော်လာစင်ရှာလို့ရနိုင်တဲ့နည်းလမ်းပေါ့အဲ့ဒါကိုကျွန်တော်ရှင်းပြပေးမယ် Binance ထဲကိုဝင်လိုက်ပါ sorry Binance ထဲကိုဝင်လိုက်ပါခဏလေးပါBinance ထဲဝင်လိုက်ပါနော် Binance မှာကျွန်တော်ဝင်ရှာလို့ရတဲ့ဟာလေးရှိမယ်အရင်ဦးဆုံးပြောချင်တာက Binance ကနေဘယ်လိုမျိုးဝင်ငွေရှာလို့ရနိုင်မလဲပေါ့နော်ကျွန်တော်တင်ပေးနေကြဖြစ်တယ် Binance Word of the Day ဆိုရက်ဒီဟာလေးပေါ့နော် Binance Word of the Dayကျွန်တော်ပြန်ပြပါမယ်မမြင်ပါဆိုလို့ဒီမှာပါ Binance Word of the Day ဟုတ်ပြီနော်အဲ့ကနေပြီးတော့ကျွန်တော်တို့ဒီ9ရက်တစ်ပတ်ကိုကျွန်တော်ကဒီမှာကျွန်တော်ဘယ်လိုပြောမလဲစလုံးလေးဆက်တာပေါ့နော်အဲ့ဒါလေးဆက်ပြီးတော့ဖြည့်လို့ရတယ်သူကအရင်ကတော့ကျွန်တော်9ကဖြည့်ပေးရပါတော့အခုအခါကတော့ကျွန်တော်တို့ဒီ3ကဒါကျွန်တော်ဖြည့်ပြီးလို့ပြနေတာပေါ့နော်ဒီနေ့ရက်ဆိုကျွန်တော်ဖြည့်ပြီးသွားပြီတစ်ပတ်ကိုကျွန်တော်ကcoin လေးတွေပြန်ပေးရပေါ့နော် coin ကိုဘယ်လိုပေးလဲဆိုတာကဒီမှာကျွန်တော်ဆက်ရှင်းပြပေးမယ်ဒီမှာသူက3ခုနိုင်လို့အနည်းဆုံးတစ်ပတ်ကို3ခါဖြည့်လို့ရှိရင်3ခါမှအောင်ဖြည့်လို့ရှိရင်တော့က reward ပြန်ရမှာပေါ့နော် reward ဆိုတာအဲ့ကနေကျွန်တော်တို့ coin လေးတွေပြန်ပေးမှာပေါ့မဟုတ်ဖို့သဘောအနေနဲ့ပေါ့နော်ဆိုဒီမှာသူပြထားတယ် total number of participants ပြရတယ်ပေါ့နော်ဒါကကျွန်တော်ဒီဥစ္စာကိုလောက်ထားတဲ့သူတွေရဲ့အရေးအတွက်ကိုပြရပါခုမှခု10ရာ1000ခု10ရာ1000 9800ကျော်ပေါ့နော်ကျွန်တော်တို့ဒါကိုလုပ်ပြီးသွားပြီ reward pool ဆိုတာကတော့ပေးမဲ့အရေးအတွက်ပေါ့နော် home နဲ့ခု10ရာ1000သိန်း home 4သိန်းပေါ့နော် home တုံငင်4သိန်းကိုကျွန်တော်တို့ကဒီ Word of the Day ဖြည့်တဲ့သူတွေအကုန်လုံးကိုကျွန်တော်တို့ကပေးသွားမှာပေါ့နော်ဖြည့်တဲ့သူနဲ့တွေကျွန်တော်တို့ကများများရမယ်ဖြည့်တဲ့သူများလေကျွန်တော်တို့ reward နည်းနည်းလေးပဲရမှာပေါ့နော်အဲ့သဘောပါပဲကျွန်တော်ဖြည့်ထားတာက3ခါရှိသွားပြီပေါ့နော်ဆိုတော့အဲ့ဒါလေးတစ်ချက်သိစေချင်တာပါဒီဟာကအဖြေတွေမသိလို့ရှိရင်ကျွန်တော်ရဲ့ Telegram channel မှာကျွန်တော်အပတ်တိုင်းတင်ပေးရပါတော့အဲ့ကနေဖြေလို့ရတယ်ဖြေပြီးသွားဆိုလို့ရှိရင်ကျွန်တော်တပတ်တက်ခါကျွန်တော်ဝေဘပြန်ပေးတယ်အဲ့ကနေပြီးကျွန်တော်တို့ဝင်ငွေချလို့ရမှာပေါ့နော်အရင်တော့မများဘူးပေါ့အကောက်ကိုမှအကောက်များများရှိရင်တော့မစိုးပြောမှာပေါ့နော်အကောက်တစ်ကောက်ထဲဆိုရင်တော့မလောက်စရာတော့မရှိပါဘူးဒါပေမဲ့လဲဒီတိုင်းနေရာထက်ဆိုင်ဖြေရပိုကောင်းပါတယ်အဲ့ကနေပြီးကျွန်တော်ရှာလို့ရမယ်ပြီးရင်တော့ကျွန်တော် monthly challenge ဆိုပြီးရှိပါတယ် monthly challenge ပြမယ်ပေါ့နော်ဒီမှာပါ monthly challenge ဒီမှာကျွန်တော်ဘာလို့တိုက်ရိုက်ပေါ်နေလဲဆိုတော့ကျွန်တော်ကဒီဥစ္စာကိုပြင်ထားတဲ့အတွက်ပေါ့နော်အကယ်၍ကို့မှာမပါဘူး wow the day ကလည်းဒီနေရာမှာမပေါ်ဘူး monthly challenge လည်းမပေါ်ဘူးဆိုလို့ရှိရင်more ဆိုလည်းနှိပ်လိုက်ပါနော်ဒီမှာ more ဆိုလည်းနှိပ်လိုက်ပါဒီမှာ shortcut လေးကိုပြင်လို့ရတယ်ပေါ့နော်ဒီမှာဟုတ်ခဲတံပုံလေးကိုနှိပ်ပြီးတော့ပြင်လို့ရတယ်ပေါ့နော်ဒီမှာ edit ဆိုလို့နှိပ်လိုက်ပါဒီနေရာမှာဒါကတော့ကျွန်တော်ရှေ့မျက်နှာသာမှာပြထားတဲ့ဟာလေးတော့ထည့်ချင်တာထည့်ထားပါတော့လိုအပ်တဲ့ဟာလေးတို့ထည့်ထားပါပေါ့နော်ဒီမှာကျွန်တော်ထည့်ထားပထမဆုံးဆိုရင် reward ကတော့ကျွန်တော်တို့ဒီevent တွေ campaign တွေ join တဲ့အခါမှာကိုယ်ပြန်ပေးမဲ့ voucher ကုတ်လေးတွေကိုဒီ reward ထဲမှာsorry reward တော့ဖြစ်သွား reward hub ထဲမှာပြန်ကြည့်လို့ရတယ်ပေါ့နော်ဒီမှာ refer FR event ရှိမယ် what the day news new listing promotion အဓိကကျွန်တော်
အဲ့ဒါတွေကတော့ကျွန်တော်ပြီးတော့ရှင်းပြပါမယ်အခုလောလောဆယ်ကျွန်တော်ထည့်တာ monthly challenge ရှိမယ် wow the day ရှိမယ်အကယ်၍ကိုမပါဘူးဆိုလို့ရှိရင်ဒါကိုအကယ်၍ရှင်းမှာမထားချင်လို့ရှိရင်ဒါကျွန်တော်ထားလို့ပေါ်နေပေါ့နော်ဒီ minus ဆိုလေးနှိပ်လိုက်ဒီမှာ wow the day လည်းမထည့်ဘူးနှိပ်လိုက်ပြီးဒီမှာနေရာလို့နှစ်ခုကြံနေသေးရပေါ့နော်အဲ့ဒါကိုကျွန်တော်ကဒီမှာထည့်မယ် wow the day ဒီမှာ plus ဆို get and campaign ဆိုပြီးရှိရနော်ဒီမှာ wow the day ဆိုပြီးပါအဲ့ဒါလေး plug လေးကိုနှိပ်လိုက်ပါဒီနေရာမှာရောက်သွားပြီပေါ့နော်ပြီးရင်တော့ထည့်မှာက monthly challenge ပါဒီမှာပါ monthly challenge အဲ့ဒါဆိုရင်ရပြီပေါ့နော်အဲ့လိုမျိုးပြင်ပြီးသွားပြီဆိုလို့ရှိရင် down နှိပ်လိုက်ပါနော်အဲ့ဆိုရင်အရှိမဒီလိုမျိုးလေးပြန်ဖြစ်သွားမှာပေါ့နော်တကယ်မပါဘူးဆိုလို့ရှိရင် more ဆိုတာကိုနှိပ်လိုက်ပါနှိပ်ပြီးရင် get and campaign နဲ့ကိုသွားလိုက်ပေါ့နော်ဒီမှာပါနော် for the day new listing promotion in monthly challenge ဆိုပြီးရှိတယ်3ခုပေါ့နော်အဲ့ဆိုရင်ရမယ်ထင်ပါတယ်ဆိုတော့ monthly challenge ဘယ်လိုလုပ်လို့လဲဘယ်လိုငွေမိထားလို့ရလဲဆိုတော့ဆက်ပြပေးပါမယ်ဆိုတော့ monthly challenge ကိုနှိပ်လိုက်ပေါ့နော် monthly challenge ရဲ့သဘောmonthly challenge ကတော့ကျွန်တော်တို့ကိုတစ်လလစဉ်ပေါ့နော်လစဉ်ပဲပြောပါပေါ့လစဉ်ကျွန်တော်တို့ coin လေးတွေကိုပေးရပေါ့နော် test လေးတွေလုံးမပေးရမယ်ဒီမှာ 1 HPN ရှိမယ်100 HPN 2 HPL HPL 2 APL 8ခုဒီမှာ1000ခု2000ခု20အဲ့လိုမျိုးပေါ့နော်ဒီ spin လေးတွေလှည့်ပြီးတော့ကဲပေါက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကနောက်နေ့ရက်နေစုတန်းရရပေါ့နော် HPL ပူပေါက်ရင်တော့ကျွန်တော်တို့ကဒီနောက်လမှရမှာပေါ့နောက်လ2ပတ်လောက်နေမှရမှာပေါ့နော်ဆိုတော့ဒီနေရာမှာ spin ရအောင်ဒါလေးတွေလှည့်ဖို့ရှာအောင် spin ရအောင်ဘယ်လိုလုပ်ရလဲဆိုတော့တော့ဒီမှာပေးထားတဲ့ test လေးရှိရပါတော့ဒီမှာပါပထမဆုံးကကျတော့ spin 5ခုပေါ့နော်ဒါကတော့ကျွန်တော်က invite ခေါ်ရမှာပေါ့နော်ဒါကတော့မလုပ်ပါနဲ့ invite ခေါ်ခက်တယ်ပေါ့နော်ကို့မှာအကယ်ဟိုဖြစ်တယ်ဆိုလို့ရှိရင်ခေါ်ပြီးတော့ဒီ spin 5ခုရအောင်လုပ်လို့ရပါတယ်အဓိကလောက်ရမယ့်ဟာနှစ်ခုပဲကျွန်တော်ပြောပါမယ်ကျွန်တော်လုပ်လို့ရမှာဒီမှာဒုတိယတစ်ခုကြည့်လိုက်ပါ trade totally at least $900ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကဒီမှာ spot trade လုပ်ရမှာပေါ့နော် spot မှာ$900ကို spot trading လုပ်မှာဆိုလို့ရှိရင် spin တစ်ခုရမယ်ဆိုတာကိုပြောတာပေါ့နော်မြင်သာအောင်ဝိုင်းပြပေးပါမယ်ဒီမှာပါဒီမှာ$900လုပ်လို့ရှိရင် spot trading လုပ်မှာဆိုလို့ရှိရင် spin ကတစ်ခါလှည့်လို့ရမယ်အများဆုံးပေါက်တာကတော့လေအရှိဆော့လုံးနိုင်တာကျွန်တော်တို့က HPL စုကြီးရပါတော့ view ကများရတဲ့ဟာရနောက်ပိုင်းဆိုလို့ရှိရင်တော့ HPL ပူပဲပေါက်တယ်ပေါ့နော် HPL ပူကဘယ်လိုပေးလဲဆိုတော့ဒီမှာကျွန်တော်ပြမယ်သူကဒီမှာပြောထားတာက HPL ခုစီရ1000သိန်း6သိန်းကျော်ကိုပေးမှာပေါ့နော်အဲ့6သိန်းကျော်ကိုလူအများကြီးနဲ့လုတ်တဲ့သူအများကြီးရှိရင်အဲ့လုတ်တဲ့သူအများကြီးနဲ့ခွဲယူရမှာပေါ့နော်အဲ့သဘောပါပဲကဲဟို HPL ပူမပေါက်ဘဲနဲ့2000 HPL 20 HPL 100 HPL ပေါက်ပြန်ဆိုလို့ရှိရင်အတန်းရတယ်ပေါ့နော်ဒါကတော့ကိုတယောက်ထဲရမှာပေါ့နော်အဲ့ကနေလဲကျွန်တော်တို့ကလစဉ်ရှာလို့ရတယ်ပေါ့နော်ဒါကတော့အပတ်စဉ်မဟုတ်ပါဘူးလစဉ်ရမှာပေါ့နော်ကိုက test တွေများများလုပ်မယ် spin တွေများများလှည့်မယ်ဆိုလို့ရှိရင်ရမှာပေါ့နော်ဒုတိယထားပါတော့ဒါကဒုတိယချက်ပေါ့ spot မှာ$900 trade လုပ်မယ်ဆိုလို့ရှိရင် spin တစ်ခုရမယ်နောက်တစ်ခုကတော့ကျွန်တော်ဆောနာ future မှာပေါ့နော် future မှာ$900ကို trade မယ်ဆိုလို့ရှိရင် spin ရမယ်ပေါ့နော်နောက်တစ်ခုကကျတော့ deposit ကတော့ P2P ကနေပြီးတော့ကျွန်တော်က$100ဝင်ရင်spin ရမယ်လို့ပြောတာပါဒါကတော့မဖြစ်တာမန်လူဒီအနေနဲ့တော့မဖြစ်နိုင်ဘူးပေါ့နော်အဲ့ဒါတော့ကျွန်တော် skip လိုက်ပါအောက်တစ်ခုကကျတော့ spot မှာ$50ပို့ဆိုတာဘယ်လိုမျိုးကျွန်တော်ကအကျဉ်းရည်နဲ့သွားလို့မရဘူးเนาะ$50ဆို$50 ဓာတ်ရိုက် trade မှသာလဲ spin 5ခုရမှာပါဒါကတော့တချို့အကောင့်တွေဆိုမပေါ်ပါဘူး new user ဆိုမှသာလဲပေါ်မှာပါအောက်ကဟာတော့ကျွန်တော် try ကြည့်လိုက်ကြရပါတယ်ဆိုတော့ဒီနေ့အတွက်ပို့ကတော့ကျွန်တော် test မလုပ်ရသေးဘူးပေါ့နော်အရင်လောက်ထားတဲ့ဟာတွေကိုဘာတွေပေါက်လဲပြန်ကြည့်ချင်တယ်ဆိုလို့ရှိရင်ဒီနေရာမှာသွားကြည့်လို့ရတယ် spin history ဆိုပြီးပြရမယ်เนาะspin history တွေကိုနှိပ်လိုက်ပါဒီမှာပါဒါကတော့ကျွန်တော်ပေါက်ထားတဲ့ဟာတွေပေါ့နော်ဒီမှာရက်ဆွဲအတိအကျနဲ့ not distribution ဒါကတော့မဖြန့်ဝေသေးဘူးပေါ့နော်စုလေး
နောက်ဒီလအတွက်လောက်ထားရဆိုလို့ရှိရင်နောက်လာအခုကနိုဝင်ဘာလပေါ့နော်နောက်လာ2 ပတ်လောက်နေမှာပေါ့နော်နောက်လာ15 ရက်နေ့လောက်ဆိုလို့ရှိရင်စုတွေအကုန်လုံးပေးရပေါ့နော်အဲ့ဒါဘူဝါဟပ်ထဲမှာတော့ကြည့်လို့ရပါတယ်ဒီမှာဒါကျွန်တော်စမ်းထားတဲ့ဟာလေးပါဆိုတော့ဒါကစုကတော့လောက်တဲ့သူများရင်လဲမှာဆိုတော့လေကိုယ့်ကိုရှင်းရှင်းပြီးမှသာလဲလောက်ပေါ့နော် test လောက်ပေါ့ကျွန်တော်အမြဲတမ်းလောက်ပါတယ်လာတိုင်းလောက်ပဲပေါ့နော်ဒီနေရာကနေပြီးတော့လဲကျွန်တော်တို့လာစဉ် test လေးတွေလုပ်ပြီးတော့ဝင်ငွေရှာလို့ရပါတယ်ကန်ကောင်းတယ်ဆိုလို့ရှိရင်ဒီမှာ HPN 2000ပေါက်ခဲ့လို့ရှိရင်ဒီမှာပါ HPN 2000 HPN 2000ဆိုလို့ရှိရင်မြန်မာငွေနဲ့ဆိုလို့ရှိရင်$900ဆိုလို့ရှိရင်$900နီးပါးတန်တယ်ပေါ့နော်320လောက်ပေါ့နော်အဲ့လောက်ရှိပါတယ်အဲ့ကနေလဲကန်ကောင်းရင်320ရရင်ရမယ်မရရင်လည်း HP ရပူးနေညမယ်ပေါ့နော်အဲ့လိုတော့ရှိပါတယ်ဒီလောက်ဆိုရင်သိမယ်ထင်ပါတယ်ကဲကွာ test လုပ်မယ်ဆိုလို့ရှိရင်ဒီ trade ဆိုလေးကိုနှိပ်ပြီးတော့trade လိုက်ရုံပဲเนาะ900ပေါ်လုံးပြည့်အောင် trade လိုက်ရုံပါပဲအဲ့လောက်ဆိုနားလည်မယ်လို့ထင်ပါတယ်နောက်မှသာလဲကျွန်တော် short တက်ပေးပါမယ်အခုကတော့ champion လေးနားလည်အောင်ပြောပြရပါတော့ဒါဆိုရင်ကျွန်တော်ထွက်လိုက်ပါကျွန်တော်အခုပြောပြပေးတာ2 ခုရှိသွားပြီဘယ်ကနေချလို့ရလဲဆိုလို့ရှိရင် word of the day ရှိမယ် monthly challenge ရှိမယ်ဒီ2ခုကနေပြီးတော့ပတ်စဉ်လစဉ်အနည်းငယ်ပေါ့နော်ဝင်ငွေအနည်းငယ်ချလို့ရပါတယ်ဟုတ်ပြီနော်တော့ကဒီ viewer hub အကြောင်းလေးပြပြပေးမယ်ဒီ viewer hub ကဘာသဘောလဲဆိုတော့ဘယ်လိုအသုံးဝင်တာလဲဆိုတော့အရင်ကတော့ကျွန်တော်ကဒီ word of the day အရင်ကတော့ကျွန်တော်တို့ဒီမှာဆွမ်းနာကျွန်တော်ပြခဲ့တဲ့ word of the day ဖြည့်လို့ရှိရင် point လေးတွေပေးရတယ်ပေါ့နော်ဒီ reward hub ထဲမှာဒီမှာ point ဆိုတဲ့နေရာရှိတယ်အဲ့နေရာမှာ point လေးလာပေးရပေါ့နော်အဲ့ point လေးတွေကိုကျွန်တော်တို့ကဒီ bouncer လေးနဲ့လဲပြီးသုံးပြရပါပေါ့နော်အခုတော့ကျွန်တော်တို့ကို point မပေးတော့ပါဘူး point မပေးတော့ဘူးပေါ့နော် point မပေးတော့ဘဲနဲ့ coin လေးတွေပဲပေးရပါတော့coin လေးရတော့ဒီမှာ my bouncer ဆိုတဲ့နေရာမှာလာပေါ်နေမှာပေါ့နော်သူသတ်မှတ်ထားတဲ့ရက်ရောက်ပြီဆိုလို့ရှိရင်ဒီ reward hub ထဲမှာသွားကြည့်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးဖြန့်ဝေရပါပေါ့နော်အနားလည်အောင်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ် event campaign တွေပဲ join စုရတဲ့အခါမှာဒီ reward hub ထဲမှာပဲပေးရပါတော့အဲ့ဆိုသိမယ်ထင်ပါတယ်ဒီမှာ my bouncer လေးကိုဝင်လိုက်ပါဒီမှာ organic ပြနေတော့ကျွန်တော်ဒီဘာ bouncer မှမရှိဘူးဆိုတာကိုပြောရပါတော့ဒီ pass ဆိုတာကတော့တို့သုံးပြထားတဲ့ဟာလေးကိုပြရပါဒီမှာပါဒီမှာဆိုရင်ကျွန်တော်$4ရရပါတော့ဒီ$4ကကျွန်တော်အကောက်ဖွင့်လို့ရတာပေါ့နော်ပထမဆုံး spot trade လုပ်တဲ့အတွက်သူက reward ပြန်ပေးရပါတော့ဟုတ်ပါပြီအဲ့လောက်ဆိုနည်းနည်းသဘောတရားအကြောင်းလေးနားလည်မယ်ထင်ပါတယ်ဒါကတော့ကျွန်တော်အချမ်းပြင်းပြောရပါတော့နားမလည်ရင်လည်းခွင့်လုပ်ပါကျွန်တော်နားလည်သလိုပဲပြောပြပေးရပါတော့ဟုတ်ပြီအဲ့ဆိုပြန်ထည့်လိုက်မယ်ကျွန်တော်ရှင်းပြတာ2 ခုရှိသွားပြီ monthly challenge ရှိမယ် word of the day ရှိမယ်မြင်တာအောင်ပြမယ်ပေါ့နော်မြင်တာအောင်ပြပါမယ် monthly challenge နဲ့ word of the day ဘယ်လိုရလဲဘယ်လိုလုပ်ရလဲဆိုတော့ဒီ2မျိုးကိုကျွန်တော်ပြောပြပေးရပါဟုတ်ပြီနော်နောက်တစ်ခုကတော့ကျွန်တော်ဒီအဲ့ word of the day ဘေးမှာရှိတဲ့ word of the day ဘေးမှာရှိတဲ့လမ်းအကြောင်းလေးပါဒီလမ်းကတော့ကျွန်တော်သူလာမှလာပြောပါနော်လမ်းကလမ်းနေပြီးတော့လဲဘယ်လိုဝင်ငွေရနိုင်လဲဆိုတော့ပြပါမယ်လမ်းခုလက်ရှိလာနေရကတော့ဒီမှာဟုံးတုံငင်ပေါ့နော်ဒီလမ်းဒီမှာသူကဟုံးတုံငင်သူကသူပေးထားတဲ့မေကွန်းလေးတွေရှိရယ်အဲ့မေကွန်းလေးတွေကိုဖြည့်ပေးရတယ်ပေါ့နော်အဲ့မေကွန်းလေးတွေဖြည့်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကို reward ပြန်ပေးတယ်နောက်48နာရီအတွင်းပေါ့နော်နောက်48နာရီအတွင်းကျွန်တော်တို့ coin လေးတွေပြန်ဖြန့်ဝေရပေါ့နော်ဒါပေမဲ့အဲ့ coin တွေကတော့USDT နဲ့ပြောင်းပြီးတော့ပြန်သုံးလို့ရလားဆိုတော့ရပါတယ်ဒါပေမဲ့အဲ့ coin ကိုကျွန်တော်တို့ကသူပြောထားတဲ့အတိုင်းပဲ150ဒီ staking လုပ်ရမှာပေါ့နော် staking လုပ်တယ်ဆိုတာကကျွန်တော်တို့အတိုးသဘောမျိုးပါပဲအဲ့ထဲမှာထည့်ထားတာပေါ့နော်အဲ့သဘောမျိုးပါပဲအဲ့ကနေလဲကျွန်တော်တို့ပတ်စံချလို့ရတယ်ပေါ့နော်ဒါပေမဲ့လက်ရှိတန်းသုံးလို့ရလားဆိုတော့သုံးလို့မရဘူးပေါ့နော်150ဒီပေါ့နော်ရပေါင်း150တော့ကအန်းထဲမှာထည့်ထားပြီးတော့ stake လုပ်ထားရမယ်ပေါ့နော်ကင်ထားရမယ်ပေါ့နော်အဲ့ဒါတွေရှိမယ်ပေါ့နော်ဒီလမ်းလာတဲ့ခါမှာအဖြေတွေကိုကျွန်တော်ရဲ့ Telegram channel မှာတင်ပေးထားပါတယ်ကျွန်တော်ရဲ့ Telegram channel
မှာဒီ Binance Exchange event တွေနဲ့ပတ်သက်တဲ့ဟာတွေကိုတင်ပေးပါရပေါ့နော်ဒါကတော့ဒီညနေပြီးတော့လေဘုံဝင်ဝင်လေးရှာလို့ရတယ်ပေါ့နော်ဒါဆိုရင်3ခုရှိသွားပြီပေါ့နော်ကျွန်တော်ပြပြပေးရ monthly challenge ရှိမယ် one of the day ရှိမယ် land and ရှိမယ်ဟုတ်ပြီပေါ့နော်ပြီးရင် we will have ဘယ်လိုသုံးရလဲအကြောင်းပေါ့နော်နောက်တစ်ခုကတော့ new listing မှာ new listing ကနေပြီးတော့ဒီဝင်ငွေရှာလို့ရတယ်ပေါ့နော်ဒါပေမဲ့အခု crypto ဈေးတွေကအခုလက်ရှိဈေးတွေအရန်ကျနေတာဖြစ်တဲ့အတွက် new listing တွေလည်းမလာသေးပါဘူးပေါ့နော်ဆိုတော့ new listing ဆိုတာဘာလဲပြပြပေးပါမယ် new listing ကဒီမှာပါအကယ်၍ဒီနေရာမှာမပါဘူးဆိုလို့ရှိရင်ကျွန်တော်အစောကပြောခဲ့တဲ့အတိုင်း more ဆိုလေးကိုနှိပ်ပြီးတော့နော်ဒီရှေ့မျက်နှာမှာတစ်ခါတည်းထည့်လို့ရတယ်ပေါ့နော်ရှာလိုက်ပါအဲ့မှာရှိပါတယ်တော့နှိပ်မပြတော့ပါဘူးဗီဒီယိုအရန်ရှည်သွားမှဖြစ်တဲ့အတွက်ပေါ့မလုပ်ပြပေးတော့ဘူးเนาะဒီ new listing ကိုဝင်လိုက်ပါ new listing campaign ကဘယ်လိုလုပ်လဲဆိုတော့ပြပြပေးမယ်ဒါကတော့ကျွန်တော်တို့ဒီ new listing event တွေအတွက်ပေးထားတဲ့ဟာတွေပေါ့เนาะဒီမှာပါအများကြီးပါပဲဒီ event တွေအကုန်လုံးကိုကျွန်တော်အကုန်လုံးတင်ပေးပါတယ်ကျွန်တော် channel မှာဒီ event ဒီ coin တွေရဲ့ event တွေအကုန်လုံးလာတဲ့အချိန်တိုင်းကျွန်တော်တင်ပေးထားပါတယ်အဲ့ကနေလဲကျွန်တော်ပတ်စံတော်တော်များများရခဲ့ရပေါ့เนาะဒါတွေအကုန်လုံးကျွန်တော်တင်ပေးခဲ့တယ်ကျွန်တော် Telegram channel မှာတွားပြီးတော့လေ့လာလို့ရပါတယ်ပတ်စံသိငန်းနှန်းဝင်ပါတယ်ပေါ့เนาะnew listing ကဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်က error တွေပေါ့เนาะ error တွေပေးတဲ့အခါမှာ error တွေရဲ့ listing လုပ်တဲ့အချိန်ပေါ့เนาะ Binance မှာ coin တစ်ခု listing လုပ်တဲ့အခါတိုင်းဥပမာဒီမှာ MED coin ပဲကြည့် MED coin Binance မှာ listing လုပ်ပြီးတော့ကျွန်တော်တို့ကို event လေးချပေးပေါ့เนาะအဲ event ချပေးတဲ့အခါမှာပထမဆုံးကျွန်တော်တို့ကဒီ spot မှာ list ရှင်းပေါ့เนาะကျွန်တော်က trading spot မှာ list ရှင်း trading လုပ်လို့ရှင်းပထမဆုံး first trade user အနေနဲ့ပေါ့เนาะကျွန်တော်တို့ကို reward ပြန်ပေးတာပေါ့เนาะအဲ့ဒါဘာလို့ ရလဲဆိုတော့ list ရှင်းပေါ့ကျွန်တော်သူကလူကြီးကန့်သက်ထားတယ်ပေါ့เนาะဒီမှာ trading နဲ့ဝင်လိုက်ဒီမှာဒါကတော့ကျွန်တော်မမီလိုက်ဘူးပေါ့เนาะအကောင့်သစ်ဖြစ်နေတဲ့အတွက်မမီလိုက်ဘူးဒီနေရာမှာဒီမှာเนาะ remaining 0ဆိုပြီးပြနေရယ်ဒီမှာလူဦးရေပထမဆုံး first trade user 90ရာ1000 9000ကျော်ပေါ့เนาะပထမဆုံးဒါကတော့ကျွန်တော်တို့ကသူများကြီးနဲ့လူပြီးတော့ trade ရမှာပေါ့နော်ဒေါ်လာ900 MED spot မှာဒေါ်လာ900ဘူး trade လို့ရှိရင်ကျွန်တော်က reward ပြန်ရမယ်ဒီမှာအောက်မှာ the first ဟဝိုင်ယန်စာတန်းနဲ့ရေးထားတာကကြတော့ MED coin 9ခုကနေပြီးတော့30 MED coin ထိရနိုင်ရတယ်ဆိုတာကိုပြပေးရပါအကယ်၍ကိုကဒီဟာကအများတန်းကိုကစောင့်ကြည့်နေမှရမယ်ပေါ့နော်ဒီ coin သူက4နာရီခွဲလို့7နာရီခွဲအဲ့လိုအချိန်တွေမှာလာတတ်တယ်ပေါ့နော်ကိုကတော့စောင့်ကြည့်နေပါအကယ်ကိုကမမီခဲ့ရင်တော့မရပါဘူးလက်လှန်မှရမယ်ပေါ့နော်ဥတူယူစနစ်သဘောမျိုးပါပဲဆိုတော့ဒါမျိုးတွေလာတဲ့ခါမှာထွေးကျင်တယ်မှီကျင်တယ်ဆိုလို့ရှိရင် not Telegram channel မှာတင်ပေးပါတယ်အဲ့မှာသွားပြီးတော့Telegram channel join ထားပြီးတော့ဟိုဖြစ်လို့ရတယ်ပေါ့နော်ထွေးလို့ရပါတယ်ဒါဒီအကြောင်းကိုနောက်မှပြပြပေးပါမယ်အကယ်၍ကိုကဒီမှာသူက9ခုကနေ30 MET ရနိုင်တယ်လို့ပြောပါတော့$10နီးပါးလောက်ရနိုင်တယ်ပေါ့ဈေးတက်ကြအဲ့လိုရှိအောင်ပဲပြီးရင် ISK business ရှိပါတယ်ဒါတွေကတော့ဒီအကြောင်းတွေကတော့နောက်မှပြပြပေးပါမယ်ခုလောလောဆယ်ဘယ်လိုဝင်ငွေရနိုင်လဲဘယ်နေရာကနေပြီးတော့ရနိုင်လဲဆိုတာတွေကိုရှင်းပြပေးရပါဟုတ်ပြီနော်ဒါကတော့ new listing campaign တွေကနေပြီးတော့လဲဝင်ငွေချလို့ရပါတယ်ဟုတ်ပြီနော်အဲ့ဆိုရင်ကျွန်တော်ရှင်းပြပေးတာဘယ်နှခုရှိသွားပြီလဲwe will have ရယ် land and ရယ် wow the day ရယ် monthly challenge ရယ် new listing promotion ရယ်ဟုတ်ပြီနော်အဲ့ကနေကျွန်တော်တို့ဝင်ငွေရှာလို့ရပါတယ်ဟုတ်ပြီနော်နောက်တစ်ခုကဘယ်ကနေရှာလို့ရနိုင်သေးလဲဆိုတော့ကျွန်တော်ဒီနေရာကနေပြီးတော့လဲ Binance Red Bucket ပေါ့နော်အဲ့ကနေပြီးတော့လဲဝင်ငွေရှာလို့ရနိုင်ပါသေးတယ်Binance Red Bucket ကကျွန်တော်ညာဘက်ပေါ်တောင်းတောင်မှာရှိပါတယ်ဘယ်နားမှာလဲဆိုတာပြပါမယ်ဒီနားကိုတစ်ချက်နှိပ်လိုက်ပါဟုတ်ပြီနော်နောက်တစ်ချက်နှိပ်လိုက်နှိပ်ပြီးဆိုလို့ရှိရင်ဒီမှာ pay and campaign ဆိုပြီးရှိပါတယ် pay campaign Red Bucket အဲ့မှာဒီမှာကျွန်တော်
rubber cat ဆိုတာလေးအကြောင်းအရင်ရှင်းပြပေးမယ်နော်ဒီမှာ rubber cat ဒီမှာပါအဲ့ကောင်တစ်ချက်နှိပ်လိုက်ဒါကတော့ကျွန်တော်တို့ကုတ်လေးတွေကိုချပြီးတော့လက်ဆောင်လေးတွေယူပါပေါ့နော်အဲ့ဒါပါပဲဒီကုတ်လေးတွေကိုအများအားချပေးနေတဲ့ Telegram channel တွေလည်းရှိပါတယ်ဒါပေမဲ့အဲ့ဒါလေးကတော့ PC လေးတွေလည်းရတာပေါ့နော်တစ်ကြက်တောင်မပြည့်ဘူးအချိန်တော့ပေးရတယ်အဲ့လိုပေါ့နော်တကယ်ကြီးဘိုင်းနဲ့အသုံးပြုတဲ့သူတွေတကယ်ချင်းတယောက်ကကိုယ်လက်ဆောင်ပေးချင်တာမျိုးဆိုလို့ရှိရင်ကုတ်လေးတွေနဲ့ပေးလို့ရတယ်ပေါ့နော်အဲ့လိုပါပဲဒီနေရာကနေပြီးတော့သွားပြီးတော့ pass ချလိုက်အဲ့ကနေပြီးကလိန်းနှိမ့်လိုက်အောင်ပါပဲအဲ့ဆိုရင်သူပေးတဲ့ coin ကိုကရတာပေါ့နော်ဟုတ်ပြီနော်အဲ့ကနေချလို့ရတယ်နောက်ပြီးတော့ဒီ pay campaign နဲ့ကျွန်တော်ဝင်ပြမယ်နော်ဒီမှာပါ pay campaign အဲ့ထဲကိုချက်ဝင်လိုက်ဒီကတော့ကျွန်တော်တို့ကိုဘယ်လိုပြောမလဲတစ်လတစ်ခါ coin တွေ free ပေးပဲเนาะဘယ်လောက် amount ရလဲဆိုရင် 0.01 ရပါတယ်အဲ့လိုပေါ့တကယ်ချင်းကိုကဒီကနေ share မယ်ဆိုလို့ရှိရင်တကယ်ချင်းကကို link ကနေဝင်မယ်ဆိုလို့ရှိရင်ကိုကနောက်တဲ့ဒီထပ်ပြီးတော့ဘောက်တစ်ခုထပ်ရရပါတော့ 0.01 ပေါ့အခုလာအတွက်ပေးတာကတော့ကျွန်တော်တို့ကိုဗာပေးလဲဆိုတော့အလိုက်ဒီမှာပါ align လိုင်းနေရလို့ခေါ်မလားအဲ့ coin ပေါ့နော်အဲ့ coin တွေပေးရပါလာစဉ်သူကတရက်နေ့တိုင်းကိုပေးတယ်ပေါ့နော်အဲ့ကနေလည်းယူလို့ရတယ်နောက်ပြီးတော့ဒီမှာ share bucket ရှိတယ်ဒီဘက်မှာကျွန်တော်မြင်အောင်ပြမယ် share bucket ရှိတယ်အဲ့ share bucket ကိုဝင်ကြည့်လိုက်ပါအဲ့ share bucket ကကြတော့တငယ်ချင်းကိုကလက်ဆောင်ပေးပြီးတော့ကိုလက်ဆောင်ကိုတငယ်ချင်းအယောက်20ယူမယ်ဆိုလို့ရှိရင် bit time coin အခု20ရမယ်တငယ်ချင်းကအယောက်100လုံးကိုရဲ့လက်ဆောင်ကိုယူမယ်ဆိုလို့ရှိရင် bit time coin ပေါ့နော်80ရမယ်ဒါကတော့ကိုကများတငယ်ချင်းတွေဟိုဖြစ်မှရနိုင်တာဆိုတော့Telegram channel ပိုင်တဲ့သူတွေအဲ့လိုမျိုးပေါ့နော် channel ရှိတဲ့သူတွေဒါအဆင်ပြေပါလိမ့်မယ်ကိုကတယောက်တည်းဒီတိုင်းပဲဆိုလို့ရှိရင်ဒီကဟိုဖြစ်မြောက်ပေါ့နော်ဒါပေမဲ့ကိုတငယ်ချင်းကပေးတဲ့အခါဒီနေရာနေပြီးတော့ကလိန်းလို့ရတယ်ပေါ့နော်လက်ဆောင်တွေကလိန်းလို့ရတယ်ဟုတ်ပြီပေါ့နော်ဒီမှာကျတော့$1 gain အဲ့ရပေးမှာ share bucket ရပေးမှာ$1 gain ဆိုပြီးရှိတယ်ဒီမှာပါနော်ဒီမှာ$1 gain နေလိုက်အဲ့ဒါကျွန်တော်တို့ကိုဘယ်လိုဟိုဖြစ်လဲဆိုတော့အဲ့အကြောင်းလေးလည်းကျွန်တော်ဆက်ပြီးရှင်းပြပေးမယ်ဒီမှာ$1 gain ကကျွန်တော်တို့ကိုတစ်လကို2ခါ BNB 2ခုသူက T သဘောမျိုးပါပဲတစ်လကို BNB 2ခုတို့ဟိုဖြစ်လို့ရတယ်ပေါ့နော်ကန်ဆန်းလို့ရတယ်ပေါ့ဘယ်လောက်ပေးရလဲဆို0.01 USDT ထည့်ပြီးတော့ကျွန်တော်ကုတ်လေးရပါတော့ကုတ်ဒါကတော့ကျွန်တော် ticket ကုတ်ပါအကယ်၍ကျွန်တော် ticket ကုတ်က1 BNB လာပေါက်တယ်ဆိုလို့ရှိရင်ကျွန်တော် BNB ရမှာပေါ့နော်အဲ့သဘောမျိုးပါပဲဒါကတော့လူတွေအများကြီးနဲ့လောက်တာဆိုတော့ပေါက်ဖို့ခဲရင်းနေပေါ့နော်ဒါမဲ့ကန်နဲ့လည်းဆိုင်ပါတယ်ဒီမှာပါဒီမှာကြည့်လို့ရပါတယ်ဒါကတော့ကျွန်တော်ဒီလအတွက် join ထားတာပေါ့နော် join ထားတာဒီနေရာမှာဒါကတော့ပောက်သွားတဲ့ confusion မပေါ်သေးဘူးပေါ့နော်ဒီမှာ4ရက်နဲ့16နာရီကြံသေးရပေါ့နော်အဲ့ခါကျမှသာလဲပေါ်မှာပေါ့နော်ဘယ် user ပောက်သွားလဲဆိုတော့သူပြပေးပါတယ်ဒါကကျွန်တော်ဒါအကောက်တိတ်ဖြစ်တဲ့ join ထားဆိုတော့ဒီမှာတိတ်မပေါ်သေးဘူးပေါ့နော်ကျွန်တော်ရဲ့ဟိုအရင် main app ထဲမှာတော့ရှိပါတယ်ကျွန်တော် join ထားတယ်ဒါကတော့လုံးဝပတ်စံအကဲကိုကမပေါက်ခဲ့လို့ရှင်လဲကိုထည့်ပြီးတော့0.01 USDT ထည့်ပြီးစမ်းထားတဲ့ဟာ auto ပြန်ရမှာပေါ့နော်ဟုတ်ပြီဒီနေရာမှာကျွန်တော်က ticket 30အထိယူလို့ရတယ်ဆိုတာကိုဒီမှာပြောထားရပေါ့နော်ဒီမှာပါကျွန်တော်မှာ ticket တစ်ခုပဲရှိရပေါ့နော် ticket များရှိ ticket များနဲ့နဲတာနဲ့ပါကွာလဲဆိုတော့ကျွန်တော်မှာ ticket များရှိမှဆိုလို့ရှိရင်ပေါက်ဖို့ chance ပိုများတယ်ပေါ့နော်အဲ့သဘောပဲပါပဲဒါပေမဲ့ ticket များတိုင်းလည်းပေါက်လားဆိုတော့မပေါက်ပါဘူးအဓိကကန်ပဲပေါ့နော်ကန်ကောင်းရင်ပေါက်မှာမကောင်းရင်မပေါက်ဘူး
ဒီညနေပြီးတော့လဲ free ပေါ့နော်ရောစီစူကြီးကန်ထူးမလားဆိုတာကိုကျွန်တော်ကန်ဆန်းလို့ရတယ်ဒါကတော့တစ်လကို2 ကွိုင်ပေါ့နော် BNB 2 ကွိုင်မဲဖောက်ပေးရပေါ့နော်ပေါက်သွားတဲ့သူတွေလည်းရှိပါတယ်အများတန်းဖောက်ပေးနေရပေါ့နော်အဲ့ကနေလဲကျွန်တော်တို့အဲ့လိုမျိုးသဘောမျိုးပဲထီထိုးသလိုမျိုးပဲပေါ့နော်ကန်ဆန်းလို့ရပါတယ်ဒီမှာတော့စကမ်ပိန်းမှာစကမ်ပိန်းကလည်းအတူတူပါပဲဘယ်လိုလဲဆိုတော့တငယ်ချင်းကိုမဟုတ်ဘူးတငယ်ချင်းကို 0.001 မဟုတ်ပေးရင်ကျွန်တော်တို့က coin လေးတွေပြန်ရမှာပေါ့နော်new user ကိုပေးမယ်ဆိုလို့ရှိရင်နှစ်ဆရပါတယ်အဲ့သဘောမျိုးပါပဲဒါတွေလဲဒါကတော့တငယ်ချင်း ID များများရှိမှရအောင်ပေါ့နော်အများဆုံး you can send ဒီအောက်မှာကြည့်လိုက်ပါ you can send 10 franc တငယ်ချင်း10ယောက်ကိုကျွန်တော်တို့လာတိုင်းမဟုတ်ဘူး 0.001 ပေးပြီးတော့ coin လေးတွေကိုယူလို့ရတယ်ပေါ့နော်ဒီမှာတော့ကျွန်တော်မပေးရသေးဘူးပေါ့နော်ဟုတ်ပြီနော်အဲ့ကနေလည်းကျွန်တော်ချလို့ရပါတယ်အဲ့လောက်ဆိုရင် Binance မှာပတ်စံရနိုင်တဲ့နေရာလေးတွေဘယ်လိုရှိလဲဘယ်လိုလုပ်ရနိုင်လဲဆိုတာကိုသိမယ်လို့ထင်ပါတယ်ကျွန်တော်လည်းတော်တော်မောနေပေါ့နော်စပါတော့ဆိုတော့ဒီလောက်ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ဒါကတော့လစဉ်ရှိရပေါ့နော်ကဲကိုကတကယ်ချင်းကို share ဒီမှာ invite ဒါလေးကိုတကယ်ချင်းကို share ပြီးတော့တကယ်ချင်းဒီကနေပြီးဝင်ပြီးတော့ join ပြီးတော့နောက်တကယ်ချင်းကိုထပ်ပြီးတော့မဟုတ်ဖို့ပေးပြီးတော့ join မယ်ဆိုလို့ရှိရင်ကိုကနောက်ထပ်တကယ်ချင်းတယောက်ကိုဒီမှာ10 franc ဆိုပြီးပြရတယ်ပေါ့နော်တကယ်ချင်းတယောက်ကကိုယ့်ရဲ့ invite လေးကနေဝင်ပြီးတော့လုပ်တယ်ဆိုလို့ရှိရင်ကိုကနောက်ထပ်တယောက်ကိုထပ်ပို့လို့ရသေးတယ်ပေါ့နော်အကြိုင် coin ပူရမယ်အဲ့သဘောမျိုးပါပဲတာမန်လူတွေအနေနဲ့ဆိုရင်တော့10ယောက်လောက်ပဲရမှာနိုင်မယ် channel ရှိတဲ့သူတွေဆိုလို့ရှိရင်တော့ channel admin တွေပေါ့နော်အဲ့လိုတွေဆိုရင်တော့သူကများများရနိုင်တယ်ပေါ့နော်အဲ့ကနေလည်းဝင်ငွေရှာလို့ရနိုင်ပါတယ်ဟုတ်ပြီနော်အဲ့ဆိုရင်သိမယ်အဲ့လောက်ဆိုသိမယ်လို့ထင်ပါတယ်အဲ့ကျွန်တော်ပြန်ထွက်လိုက်မယ်ပေါ့နော်ဟုတ်ပြီနော်ကဲဒါဆိုရင်ကျွန်တော်ဒီနေ့ရှင်းပြပေးသွားတာတွေနားလည်လောက်မယ်လို့ထင်ပါတယ်မန်ဒီရှယ်လန်နေရှာလို့ရမယ် one of the day ရှိမယ်လန်ရှိမယ်we were had အကြောင်းလေးလဲကျွန်တော်ရှင်းပြပေးထားတယ် new listing promotion ဘယ်လိုလုပ်ပြီးတော့ဘယ်လိုရနိုင်လဲဆိုတာလဲကျွန်တော်ရှင်းပြပေးထားရပေါ့နော်နောက်မှပဲကျွန်တော်တစ်ခုချင်းစီကိုတေချာလေးပြပြပေးမယ်ဒါကတော့အကုန်လုံးနားလဲနည်းနည်းပါးပါးနားလဲသွားအောင်တီးမိခောက်မိလေးရှိသွားအောင်ပေါ့ရှင်းပြပေးရပါနော်ကျွန်တော် Telegram channel မှာတော့တင်ပေးပါတယ်ဆိုတော့အားလုံးကျေးဇူးတင်ပါတယ်